ไม่แบบเนี้ยကျွန်တော်နာမည်ကတော့ကိုထက်ဖြစ်ပါတယ်ခင်ဗျကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ပေါ့နော်ကိုကထိုင်းနိုင်ငံမှာရောက်နေတယ်ဘတ်စကားမစီးတတ်သေးဘူးဘတ်စကားလည်းမစီးတတ်သေးဘူးတနေရာတိုင်းတနေရာပေါ့နော်သွားခြင်းတယ်ဘတ်စကားစီးခြင်းတယ်ဘတ်စကားနံပါတ်ကိုမသိဘူးကိုကနောက်ပြီးတော့အိမ်မှာနေရောက်အိမ်မှာရှိတယ်ဘတ်စကားတွေလာနေပြီလားမလာနေပြီလားဆိုတာကိုအိမ်ကနေပြီးတော့ကြိုပြီးတော့သိနိုင်တယ်ပေါ့နော်ဒီ software လေးကိုအသုံးပြုတတ်သွားပြီဆိုတော့ကျွန်တော်အခုပြောချင်တဲ့ software လေးနာမည်ကတော့ Visa Bus ဆိုတဲ့ VIABUS Visa Bus ဆိုတဲ့ software လေးအကြောင်းဖြစ်ပါတယ်ပေါ့နော်သိပြီးသားသူတွေကတော့ကြော်ပါပေါ့နော်ထိုင်းနိုင်ငံမှာရောက်နေတာကြာပြီဆိုတဲ့လူကြာပြီနော်ဘာသာစကားလည်းကျွမ်းကျင်တယ်ဆိုနောက်ပြီးတော့ Visa Bus ကိုလည်းအသုံးပြုတဲ့လူတွေကတော့ကြော်ပါပေါ့နော်ကိုကဒီမသိသေးတဲ့သူတွေအတွက်ကိုရည်ရွယ်ပြီးတော့ဒီ video လေးကိုလုပ်ပေးခြင်းဖြစ်ပါတယ်ပေါ့နော်Visa Bus ဆိုတဲ့ software လေးကိုဖွင့်လိုက်ပါမယ်ခင်ဗျVisa Bus ဆိုတဲ့ software လေးကိုကျွန်တော်ဖွင့်လိုက်ပါမယ်Visa Bus ဆိုတဲ့ software လေးကိုဖွင့်ထားမယ်ဆိုတော့အသုံးပြုမယ်ဆိုရင် internet ကိုဖွင့်ထားဖို့လိုတယ်နောက်ပြီးဒီဘက်မှာ location အဲ့ location လေးကို on ထားဖို့လိုအပ်တယ်ပေါ့နော် location လို့လည်းခေါ်တယ် GPS လို့လည်းခေါ်တယ်ပေါ့နော်တချို့ကတော့ GPS လို့လည်းခေါ်တယ်အဲ့ကောင်လေးကိုဖွင့်ထားဖို့လိုအပ်တယ်ပေါ့နော်အဲ့ကောင်လေးဖွင့်ထားမှသာဒီကားတွေကလာနေလားမလာနေဘူးလားဆိုတာကိုသိရမှာပေါ့နော်အခုကျွန်တော်နေတဲ့မှတ်တိုင်နာနေပြီးတော့ဟို busy plus sound busy plus sound ကိုတွားတဲ့နီလေးကိုပြောပြပေးမှာပါခင်ဗျ busy plus sound ပေါ့နော် busy plus sound ကလူတွေသိကြတာသူ့ရဲ့မှတ်တိုင်နာမည်ကအမှန်တကယ်က busy ramadu လို့ခေါ်တယ်ပေါ့နော်busy ramadu ကိုတွားခြင်းတဲ့နေရာကို busy ramadu ဆိုပြီးတော့ရိုက်ထည့်မှာပေါ့နော်ဘယ်မှာရိုက်ထည့်မလဲဆိုတော့အဲ့မှာ quack 4000 quack လေးထဲမှာ WHCRE where TO2 where 2ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်အပေါ် FR1 from ဆိုတာတော့ကိုနီနာမှာရှိရဲကိုနေတဲ့မှတ်တိုင်နေရာပေါ့နော်မှတ်တိုင်ရဲ့နာမည်ကိုသူကရေးပြထားတာပါကို TO2 ရဲ့နေရာမှာကိုသွားခြင်းနဲ့မှတ်တိုင်နာမည်ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်အဲ့မှာကျွန်တော်ကတော့basic plus sound သွားခြင်းနဲ့ basic plus sound ပြောတကယ်လို့သူ့ရဲ့နာမည်ကကျတော့ basic မှတ်တိုင်နာမည်က basic ramadu ပေါ့နော် basic ramadu ဆိုပေါ်လာပြီအဲ့မှာ basic ramadu လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်အောက်မှာပေါ်လာအောက်မှာဘာတွေပေါ်လာမလဲဆိုတော့အမှသူက air လည်းရှိရဲတဲ့အောက်မှာပဲ A မြင်းဆောင် C only တလား aircon ကားတာရှိပါတယ်တဲ့မ air A မြင်းဆောင် C only ဆိုပြီးတော့ရေးထားတယ်အဲကြောင့် aircon ကားတာလည်းရှိပါတယ်ကားနာမည်ကတော့ဒီမှာ86လို့ရေးထားတယ်နော်86မြင်းဆောင်4-14ပေါ့နော်အဲ့လာတော့ latest 14ကတော့ကြည့်စရာမလို86လို့ရေးထားကားရဲ့ number ပေါ့နော်အဲ့ကောင်လေးကိုနှိပ်လိုက်ပါမယ်အဲ့ကောင်လေးနှိပ်လိုက်ပါမယ်အဲ့ကောင်လေးနှိပ်လိုက်ပြီဆိုရင်ကိုသွားခြင်းနဲ့busy ramadu ကိုသူကဒီမှာပြထားပြီးတော့86စီးပြီးတော့သွားလို့ရပါတယ်ဆိုတော့ဥစ္စာကိုသူကပြပေးထားတယ်ပေါ့နော်ဒီကောင်ကတော့ကိုသွားခြင်းနဲ့မှတ်တိုင်နေရကိုဘာကားစီးပြီးတော့သွားလာကိုပြပေးထားပါဗျာတခုတော့ရှိရပေါ့နော်ဒီလိုရိုက်ထည့်မဲ့ဒီလိုတူနေရာမှာရိုက်ထည့်တဲ့ဥစ္စာကိုသွားခြင်းနဲ့မှတ်တိုင်အတိအကျကိုသိဖို့လိုအဲ့လိုသိဖို့ဆိုရင်အရင်ဦးဆုံးကိုကမှတ်တိုင်နာမည်ကိုသိမှဖြစ်မှာလေအဲ့မှတ်တိုင်နာမည်ကိုဘယ်လိုသိဖို့ဆိုရင်ကိုက Google Maps ဆိုတဲ့ software လေးကိုအသုံးပြုနည်းလေးကိုကျွန်တော်ပထမဗီဒီယိုမှာတင်ထားရပါတော့ Google Maps ဆိုတဲ့ software လေးကိုဖွင့်ပြီးတော့အဲ့မှာကိုသွားခြင်းတဲ့မှတ်တိုင်နာမည်ကိုထောက်ပြီးအဲ့မှာ Google Maps အဲ့မှာကိုသွားခြင်းတဲ့နေရာကိုအတိအကျပေါ့နော်အဲ့မှာရိုက်ရှာပေါ့နော်ရိုက်ရှာပြီးတော့မှတ်တိုင်နေရာအတိအကျကိုမှတ်တိုင်နေရာအတိအကျကိုအဲ့မှာ copy ကူးပြီးတော့ဒီမှာရိုက်ထည့်လဲရတယ်ပေါ့နော်အဲ့ဆိုရင်ဒီအခုဆိုရင်တော့ကိုသွားခြင်းနဲ့မှတ်တိုင်နေရကိုဘာကားစီးပြီးတော့သွားရလဲဆိုတာကိုသိပါပြီပေါ့နော်နောက်တစ်နည်းကကြတော့နောက်တစ်ခုကကြတော့ပေါ့နော်ကိုရောက်နေတဲ့မှတ်တိုင်နေရရောကိုကအိမ်မှာနေတယ်ပေါ့နော်ဒီမှာကျွန်တော်ဒီကောင်လေးကိုဒီလှည့်လိုက်မယ်ကိုကအိမ်မှာရောက်နေတယ်ဘာကားတွေလာနေတယ်ပေါ့နော်ကိုကအိမ်ကနေလှမ်းကြည့်လို့ရတယ်ကိုကတော့မှ86ဆိုရင်ကိုနေဒီအဝိုင်းလေးပြထားတာတော့ဒါကတော့ကိုစီးမဲ့မှတ်တိုင်ပေါ့နော်ကိုစီးမဲ့မှတ်တိုင်နေပြီးတော့ဘာကားတွေသွားနေလဲဆိုတော့အိမ်ကနေကြည့်ပြီးမှ105ကိုစီးရ105စီးမလား86စီးမလားဘယ်ချိန်ရောက်မလဲဆိုတာကို
ကိုကအိမ်ကနေပြီးတော့လှမ်းကြည့်လို့ရတယ်နော်ရောက်ခဏနေပြီဆိုကိုအိမ်ကနေရောကွက်တီထွက်သွားလိုက်ပါအားဆိုရင်မသွားဒီဘက်ကိုဘယ်ဘက်ကိုသွားလားညာဘက်ကိုသွားလားရှိတယ်နော်ဘယ်ဘက်ကိုသွားဆိုရင်ဘယ်ဘက်ကိုသွားတဲ့ကားလေးတွေရှိတယ်ညာဘက်ကိုသွားတဲ့ကားလေးတွေရှိတယ်ကိုကအိမ်ကနေပြီးတော့ကိုကညာဘက်ကိုသွားမှဆိုရင်ကိုကညာဘက်သွားတဲ့ကားလေးတွေအိမ်ကနေကြည့်နေပါနော်အိမ်ကနေလာကနေပြီဆိုရင်ကိုကအိမ်ကနေပြီးတော့ကြိုထွက်ခဲ့လိုက်ပါနော်အားဆိုရင်နေရာတိကျသိလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးလေးကြည့်ပြီးတော့အိမ်ကနေပြီးတော့ဘယ်ကားတွေဘယ်ချိန်လာမလဲဆိုတာကိုကိုကလှမ်းပြီးတော့ကြည့်လို့ရပါဘောနော်ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အကြောင်းလေးကတော့ TV ရဲ့လူတွေရှိမယ်ပေါ့နော် TV ရဲ့လူတွေကတော့ကြော်သွားပြီးပါဘောနော်မတီသေးတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျကျွန်တော်ကိုအကြံပြုချင်တာပဲဖြစ်ကျွန်တော်ကိုသိချင်တာလေးပဲဖြစ်မေးချင်တာရှိ comment အောက်မှာရေးခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ပေါ့နော်ကျွန်တော်ကလည်းအခုမှဒီဗီဒီယိုစလုပ်တာတိတ်မကြသေးဘူးဆိုတော့เนาะကျွန်တော်လိုအပ်ချက်လေးတွေရှိပါတယ်လိုအပ်ချက်လေးရှိရင်ကျွန်တော်အမှားရင်းရှိနေတောင်းပန်ပါတယ်ပေါ့เนาะအခုမှဗီဒီယိုစလုပ်တာမကြသေးဘူးဆိုတော့ပေါ့เนาะအဲ့အကြောင်းမလို့ဝေဖန်ကြံပြူးကျင်တာရှိလောက်ခိုင်းကြကိုကသိကျင်တာပဲရှိ comment မှာရေးသွားပြီးတောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျ